ဒီတော့တစ်တိုလေးငပိကြော်လေးကြော်ပါမယ်။မောင်ဆုံးစက်သွန်လေးတွေကိုစီတက်ပါမယ်။ဒီခါတော့စက်သွန်လေးတွေကိုမကြိတ်ပါဘူး။ပပလေးနှီးပါတယ်။ဒါလေးကတော့အခွန်နှွားထားတဲ့တစ်တိုဒီလေးတွေပါ။တစ်တိုဒီလေးတွေကိုချိတ်ဆက်လေးနဲ့ကြိတ်ထားပါတယ်။ဒါလေးကတော့ငပိစိမ်းသားလေးကိုမီးဖုတ်ထားတာပါ။ဒီတိုင်းကမီးဖုတ်လေးပါ။ကျတော့ဒါလေးကတော့ပေါ်သားမှုန်လေးပါစီတက်လိုက်လို့ကျက်သွန်လေးနည်းနည်းလေးလိမ့်လာပြီဆိုလို့ရှိရင်နောက်တော့ကြိတ်ထားတဲ့တစ်တိုသီးလေးကိုထည့်ပါတယ်ထည့်ပြီးတော့တစ်တိုသီးနဲ့စီတက်ထားတဲ့ကျက်သွန်လေးနဲ့တသားလေးဖြစ်သွားမှွေပါမယ်တစ်တိုသီးနဲ့ခုနစီတက်ထားတာလေးနဲ့တသားလေးဖြစ်လာပြီဆိုလို့ရှိရင်ခုနတော့မီးဖုတ်ထားတဲ့စိမ်းသားငပိလေးကိုထည့်ပါမယ်စိမ်းသားငပိလေးကိုထည့်ပြီးမွေးပါမယ်နော်စိမ်းသားငပိလေးထည့်ပြီးမွေးလိုက်တဲ့ခါမှာကြာခင်မှာဒီပစွန်ကြောက်လေးကိုထည့်ပြီးတော့မွေးပါမယ်နေဦးနေဦးပစွန်ကြောက်ထည့်မွေးပြီးတော့ဒီလိုပုံလေးဖြစ်သွားမယ်မပြရည်လေးနေငယ်ထည့်ပါမယ်မွေးသွားအောင်နည်းလေးမွေးသွားအောင်ရတာလေးနည်းနည်းလေးပြီးအောင်ထည့်ပါမယ်နော်ပြရည်လေးစောလောက်နေထည့်ပါမယ်ရုပ်သီးစိမ့်မှုတ်လေးနဲ့ငရုတ်သီးစိမ့်လေးနဲ့ထည့်ပြီးတော့မွေးပါတယ်နော်ကြာခင်မှာဒီလိုလေးငပိကြော်လေးဖွဲ့ရပါပြီ